မင်္ဂလာပါရှင် Xiaomi ရဲ့ Urban 40 လီတာလေးကို app နဲ့ချိတ်ဆက်ပြီးတော့ဘယ်လို function တွေအသုံးပြုလို့ရမလဲဆိုတာကိုပြပေးပါမယ်ရှင်40 လီတာဖြစ်တဲ့တော့ကြောင့်မလို့အတွင်းခန်းလဲကျယ်ပြီးတော့အိမ်3ယောက်ဆိုင်3ယောက်အတွက်အဆင်ပြေပါတယ်ရှင်သူကအစားတောက်မျိုးစုံကိုလုံးလို့ရမှာဖြစ်ပါတယ်ကြက်ကင်ကင်တာတို့ကိတ်မုတ်တို့ပြီးရင်မီးဖုတ်လို့ရတဲ့အစားတောက်တွေအသီးချောက်တွေတို့အပြင်ကိုဟင်းနွေးတာတွေပါလေလုံးလို့ရပါမယ်ရှင်အပေါ်မီးအောက်မီးလိုအပ်တဲ့လိုမျိုးချိန်နိုင်တာဖြစ်တဲ့တော့ကြောင့်မလို့ကိုလိုချင်တဲ့အပိုင်းကိုကျွတ်ချင်လားမာချင်လားပြော့ချင်လားကိုစိတ်ကြိုက်လုံးလို့ရမှာပဲဖြစ်ပါတယ်ရှင်သူကဒီမှာဆိုလို့ရှိရင်ခလုတ်လေးတွေက touch ခလုတ်လေးနဲ့သွားပေးရမှာဖြစ်ပါတယ်အခုကတော့အောက်မီးပေါ့နော်ဖုံးမယ်ဆိုတဲ့ဥစ္စာကိုရွေးထားတာဖြစ်ပါတယ်ဒါကတော့အပေါ်မီးရွေးတာဖြစ်ပါတယ်မီးအားတွေကကြတော့ချိန်ပြီးသားလေးတွေဖြစ်ပါတယ်ဒီမှာကြတော့မုတ်6ခုနဲ့အသုံးပြုပေးရမှာဖြစ်ပါတယ်ရှင်ဒါဆိုအပေါ်မီးရောအောက်မီးရောပါတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အပူချိန်အဆင့်တွေကိုကိုကြိုက်တဲ့လိုမျိုးရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်မီးအပူချိန်အဆင့်က230ဒီဂရီအမြင့်ဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီဘက်ကခလုတ်ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်နာရီရကြ2နာရီအမြင့်ဆုံးရွေးလို့ရမှာဖြစ်ပါတယ်ဒါပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ချက်လုပ်တော့မယ်ဆိုလို့ရှိရင်ဒီခလုတ်ကိုနှိပ်လိုက်ပြီးဆိုတော့လည်းသူကစပြီးတော့မှအလုပ်လုပ်မှာပဲဖြစ်ပါတယ်ရှင်တကယ်လို့ကိုကသူ့ရဲ့အတွင်းထဲကိုအစားအသောက်တွေမထည့်ထားမိဘူးဆိုလို့ရှိရင်သူကအော်တိုအလိုလျောက်ပိတ်တဲ့စနစ်လည်းပါပါတယ်3မိနစ်အကြာမှာဆိုလို့ရှိရင်အကုန်လုံးရှက်တောင်းကျသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကိုကမေ့ပြီးတော့မှဖွင့်ထားမိတယ်ဆိုလို့ရှိရင်လည်းသူက safety ဖြစ်ပါတယ်ရှင် app နဲ့ချိတ်ဆက်ပြီးပြီဆိုလို့ရှိရင်တော့ဒီခလုတ်လေးမှာပါတဲ့မုတ်6ခုပဲဒီထဲမှာသူကပြန်ပြီးတော့ပါတာဖြစ်ပါတယ်ဒီမုတ်6ခုကနေပြီးတော့မှအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်သူကကြတော့အပူချိန်လေးတွေနဲ့နာရီလေးတွေကိုရွေးထားပြီးသားဖြစ်ပါတယ်ကိုက customize လုပ်မယ်ဆိုလို့ရှိရင်ဒီ new mode ကိုသွားပြီးတော့မှအပေါ်မီးဘလောက်အောက်မီးဘလောက်ပြီးသွားပြီဆိုလို့ရှိရင်အချိန်နဲ့အပူချိန်နဲ့ကိုရွေးလို့ရမှာပဲဖြစ်ပါတယ်ရှင်ခုကတော့ app ထဲမှာကိုက customize နာမည်ပေးပြီးတော့မှသူကထောင်လိုက်ပါတယ်ထောင်လိုက်ပြီးတော့ခါကျတော့အပူချိန်နဲ့နာရီလေးနဲ့ကိုကြိုက်တာရွေးပြီးတော့မှ star clock ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကစပြီးတော့မှလောက်ပါပြီရှင်အိမ်3ဆိုင်3နှမျိုးလုံးဆင်ပြတာဖြစ်တဲ့တော့ကြောင့်မလို့ Xiaomi ရဲ့ Urban လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့ Signal Facebook chat box TikTok chat box မှာမှာယူနိုင်ပြီပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်